ဒီလိုက်ရဲ့ theme ထဲမှာအခြေပြုချမ်းတစ်ခုကိုကျွန်တော်ဖတ်ပြီးမှကျွန်တော်ဒီနေ့နှုတ်ကပတ်တော်အတူတူကတွားချရအောင်လို့ကပ္ပဦးချမ်းအခန်းကြီး73အခန်းငယ်14ကနေပြီးတော့18ထိကျွန်တော်အတူတူကဖတ်ရအောင်လောတသည်အာဗြဟံနှင့်ခွာ၍သွားပြီးမှထာဝရဘုရားသည်အာဗြဟံကိုခေါ်၍သင်ရှိသောအရက်တောင်မြောက်အရှိအနောက်သို့မျှော်ချလောသင်မြင်သောမြေတစ်ပြင်လုံးကိုသင်နှင့်သင်၏အမျိုးနွယ်အားငါသည်ကာလအစဉ်အမြဲပေးမည်သင်၏အမျိုးနွယ်ကိုမြေမှုန့်ကဲ့သို့ငါများပြားစေမည်တို့ဖြစ်၍လူသည်မြေမှုန့်ကိုရေတွက်နိုင်လေသင်၏အမျိုးနွယ်ကိုရေတွက်နိုင်ကြလိမ့်မည်သင်ထ၍မြေကိုအလျားအားဖြင့်၎င်းအနံအားဖြင့်၎င်းရှောက်လို့သင်အားငါပေးမည်ဟုမိန့်တော်မူ၏ဟာလေလုယာဖတ်တော်တဲ့ကျမ်းပိုက်အဖြစ်ရောက်စီတိုင်းအတွက်ဖျားရှင်ကောင်းချီးပေးပါစေဒီနေရာမှာဘုရားသခင်ကအာဗြဟံကိုဂတိပေးထားတဲ့အရာဘုရားသခင်ကအာဗြဟံကိုစကားပြောပြီးတော့ရရှိမဲ့ကောင်းချီးမင်္ဂလာကိုကြည့်မယ်ဆိုရင်အားရစရာချင်းသင်ကိုငါကောင်းချီးပေးမယ်တဲ့သင်ဒီလိုင်းကမတန်ဒီဘက်ကသွားတယ်ဆိုသင်ကိုငါကောင်းချီးပေးမယ်လို့မပြောဘဲနဲ့သင်ကိုကြည့်ပါတဲ့သင်ရှိတဲ့အရက်တောင်အရှိအနောက်တောင်မြောက်ဟုတ်ပြီအားလုံးပေါ့နော်နှစ်ခါမပြောင်းမင်းနဲ့နည်းနည်းစမ်းကြည့်အောင်နော်အရှိဘက်ကဘယ်ဘက်လဲကဲနှစ်ခါမပြောင်းအရှိဘက်ကဘယ်ဘက်လဲ1 2 3ဆိုတဲ့ကဒီဘက်ထိုးတယ်အခြားသောသူတွေဒီဘက်ထိုးတယ်ဟိုဘက်ထိုးတဲ့သူတွေလည်းရှိတယ်ဟုတ်ပြီတေချာတာကတော့နေထွက်ရရက်ကတော့အရှိရက်ဖြစ်တယ်ဆိုတော့ဒီ building တစ်ခါလေကျရင်ကျွန်တော်ဒီဘက်လှည့်လိုက်တယ်ဆိုရင်အရှိဘက်ကအရက်ပြောင်းသွားတာတွေပါရှိတတ်တယ်ဒီနေ့မှာအာဗြဟံကိုပြောတယ်လေအရှိအနောက်တောင်မြောက်ဒီအရာကိုမျှော်ကြည့်ပါတဲ့သင်မြင်သောမြေတစ်ပြင်လုံးနဲ့သင်အမျိုးတွေကိုကာလအစဉ်ဆက်ပေးမယ်တဲ့ဘုရားသခင်ရဲ့ဂတိတော်ကကာလအစဉ်ဆက်တည်သောဂတိတော်ဖြစ်တယ်လူတွေကကျွန်တော်ပြောသောအရာကအချင်းနေပေါ်မှာမူတည်ပြီးတော့ပြောင်းလဲသွားနိုင်တယ်ဟုတ်လားသင်ကငါမုတ်ချွေးမယ်ဆိုပြီးတော့ပြောတဲ့တငယ်ချင်းဟာအစင်မပြေလို့ဒီနေ့ကတော့လာစာထုတ်ရဲ့နောက်ကျသွားလို့ဒါမှမဟုတ်အချင်းတွေတခုခုဒါလေးဝေလိုက်ရလို့ဆိုပြီးတော့နောက်မှကျွေးတော့မယ်ဆိုပြီးတော့ပြောတဲ့အရာတွေရှိတတ်တယ်ဒါပေမဲ့ဘုရားသခင်ရဲ့ဂတိတော်ကတော့ဘယ်တော့မှမပြောက်ပြတ်မဲ့ဂတိတော်ဖြစ်တယ်ဟာလေလုယာသစ္စာရှိသောဂတိတော်ဖြစ်တယ်လက်ခုပ်တီးပြီးတော့ဘုရားသခင်ကိုချီးမွမ်းရအောင်ဘုရားသခင်ကကာလအစဉ်ဆက်သင်၏အမျိုးအနွယ်ငါကောင်းချီးပေးမယ်မြေမုန့်ကဲ့သို့ကောင်းချီးပေးမယ်လူတွေကတဲ့မြေမုန့်ကိုရေတွက်နိုင်တယ်ဆိုရင်သင်ရဲ့အမျိုးအနွယ်ကိုရေတွက်နိုင်လိမ့်မယ်ပြောချင်တာကမရေမတွက်နိုင်သောကောင်းချီးမင်္ဂလာဘုရားသခင်ကတင့်အတွက်အကြံစီကြီးမားသောအကြံစီရှိတယ်။ဒါကြောင့်လူအနေနဲ့တစ်ခါတလေကျရင်ဘုရားသခင်ကိုလေပေါင်ခတ်ပြီးတော့နော်ဘုရားသခင်ပေါင်ခတ်ပြီးတော့ဘုရားသခင်ကငါ့ကိုဒီလိုဆိုတော့ကောင်းချီးပေးနိုင်တယ်ဆိုတော့ပေါင်ခတ်ပြီးတော့ကျွန်တော်စဉ်းစားတတ်တယ်။ဒါပေမဲ့ဘုရားသခင်မှာနီလန်းတစ်ခုပဲမဟုတ်ဘူး။ဘုရားသခင်မှာနီလန်းမြောက်များစွာရှိတယ်။သင်ရဲ့ပတ်လေကိုကြည့်မယ်ဆိုဘုရားသခင်ရဲ့အကြံစီတော်နဲ့ပဲပြည့်စုံနေတာဖြစ်တယ်။လူတွေကမြေမုန့်ကိုရေတွက်နိုင်တယ်ဆိုရင်သင်ရဲ့အမျိုးတွေကိုရေတွက်နိုင်လိမ့်မယ်တဲ့။ထို့မြတ်မကသေးဘူး။ဘာပြောတယ်လဲဆိုသင်ထပြီးတော့ထို့မြေကိုအလျားအဖြစ်၎င်းအနံအဖြစ်၎င်းတိုင်းပြီးတော့ရှောက်သွားပါယုံကြည်ခြင်းနဲ့ရှောက်လန်းဖို့ရအတွက်ဘုရားသခင်ကဒီနေရာမှာအာဗြဟံကိုပြောထားတာဖြစ်တယ်ဆိုတော့ဒီကောင်းချီးမင်္ဂလာကိုကျွန်တော်တို့ကြည့်တဲ့အခါမှာဖတ်တဲ့အခါမှာအင်မတန်မှအားရစရာကောင်းတယ်အာဗြဟံဘုရားသခင်ကကောင်းချီးပေးတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ကိုအားပေးခြင်းတဲ့အကြောင်းအရာလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒါကတော့အဲ့ဒီအကြောင်းအရာဘုရားသခင်ကအာဗြဟံကိုခေါ်ပြီးတော့ဒီအရာကိုမပြောခင်မှာအခုနဖတ်တဲ့ကျမ်းပိုက်လေးရဲ့အစလေးကိုကျွန်တော်ဒီနေ့နှုတ်ကပတ်တော်ကောင်းစဉ်အနေနဲ့ပေးချင်တာဖြစ်ပါတယ်ကျွန်တော်နှုတ်ကပတ်တော်ကောင်းစဉ်ကတော့လောတနဲ့ခွာပြီးမှဘာလဲလောတနဲ့ခွာပြီးမှ after Lot had separated လောတနဲ့ခွာပြီးမှကျွန်တော်ရဲ့အသက်တာထဲမှာဘုရားသခင်ကတင့်အတွက်ကြီးမားသောအကြံစီတင့်ကိုခြေလှမ်းစေမဲ့အရာတွေမြောက်များစွာရှိမယ်လို့ကျွန်တော်ယုံကြည်တယ်။ကိုယ့်ရဲ့တက်တာတဲ့ဘုရားသခင်ကြီးမားသောအကြံစီရှိတယ်လို့ဘယ်နှယောက်ယုံကြည်လဲလက်မြောက်ကြည့်ပါဦး။ဟုတ်ပြီဘုရားသခင်ကလည်းတင့်
အတွက်ကြီးမားသောအချမ်းစီရှိတယ်လို့တင့်ကိုလည်းကောင်းချီးပေးမဲ့ဘုရားသခင်ဖြစ်တယ်ဒီကိုထဲမှာဆိုဘာပြောတယ်ကိုရင်တို့ဩဝါဒစာထဲမှာဆိုဘုရားသခင်ကတင့်အတွက်ချမ်းစီထားသောအချမ်းစီကားတဲ့လူမျက်စိနဲ့မမြင်နားနဲ့တော့မကြားစိတ်နှလုံးနဲ့တော့မချမ်းစီသေးတဲ့အချမ်းစီမြောက်များစွာတင့်အတွက်ရှိတယ်အဲ့ဒီအချမ်းစီတွေကိုရရှိဖို့ရအတွက်ဒီ2026ခုနှစ်တည်းဘုရားသခင်ကတင့်ကိုပို့ဆောင်မဲ့ကောင်းချီးမင်္ဂလာတင့်ကိုပို့ဆောင်မဲ့နီလန်းတင့်ကိုကောင်းချီးပေးမဲ့အရာသူ့ရဲ့အချမ်းစီမြောက်များစွာရှိတယ်ဒါပေမဲ့အဲ့ဒီအရာမတိုင်ခင်မှာဒီမှာအာဗြဟံမတိုင်ခင်မှာပြောတယ်လေလောတာဒီအာဗြဟံနဲ့ခွာပြီးမှာတဲ့အဲ့ဒီကောင်းချီးမင်္ဂလာရရှိဖို့ရအတွက်တင်ခွာရမယ့်အရာတင်ထားခဲ့ရမယ့်အရာတော့ရှိကိုရှိမှာဖြစ်တယ်အဲ့ဒီအရာနဲ့ဆက်သွားလို့မဖြစ်တော့တဲ့အခြေအနေတင်းရဲ့အသက်တာမှာဘုရားသခင်ကတင့်ကိုပေါ်ပြတာရှိတယ်ဆိုရင်ဒီနေ့နှုတ်ကပတ်တော်အဖြစ်ရောက်စီတိုင်းကောင်းချီးဖြစ်စေမှာဖြစ်တယ်လောတာနဲ့ခွာပြီးမှအာဗြဟံကိုကပ္ပဦးချန်ခန်းကြီး7နှစ်မှာဘုရားသခင်ကငါပြလက်ထက်သောပြေကိုသွားပြီးတော့တင့်ကိုငါကောင်းချီးပေးမယ်လို့ပြောတဲ့အခါမှာအာဗြဟံဒီအခုနဒီမှာလေလက်တင်တီဆိုသွားတဲ့တခြင်းလိုပဲအာဗြဟံကဘေစီကိုသွားရမလဲဆိုတာမသိသေးဘူးဘယ်နေရာကိုသွားရမလဲဆိုတာမသိသေးဘဲနဲ့ဘုရားသခင်ကသွားပါလို့ပြောတဲ့အခါမှာဘာနဲ့သွားတယ်လဲယုံကြည်ခြင်းနဲ့သွားတယ်ဘေးမှာရှိတဲ့သူတွေကိုပြောတာအာဗြဟံကယုံကြည်ခြင်းနဲ့ခရီးသွားတယ်လို့ပြောပါအောင်ယုံကြည်ခြင်းနဲ့သွားတယ်ယုံကြည်ခြင်းနဲ့ဘုရားသခင်ခေါ်တဲ့နေရာကိုသွားတဲ့အခါမှာသူနဲ့အတူဘယ်သူပါလာလဲဆိုတော့သူ့ရဲ့ဇနီးတဲ့ပြီးတော့သူ့ရဲ့တူလောတာလည်းပါလာပြီးတော့သူတို့ဘုရားသခင်ကသူတို့ကိုကောင်းချီးပေးတဲ့အခါမှာသွန်းနွားတွေတိရစ္ဆာန်တွေလည်းများလာတယ်တိရစ္ဆာန်များလာရုံများမကလူတွေလည်းကျွန်တွေလည်းများလာတယ်အဲ့ဒီအခါမှာလောတာရဲ့လူအာဗြဟံရဲ့လူလောတာရဲ့ပစ္စည်းအာဗြဟံရဲ့ပစ္စည်းအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာအာဗြဟံကပြောလဲဆိုငါတို့ဒီတိုင်းဆက်သွားလို့မရတော့ဘူးဒီတိုင်းဆက်သွားတယ်ဆိုရင်ငါတို့ဆွေမျိုးအချင်းဒီနေ့ငါအချမ်းမှာမကောင်းတော့အရာဖြစ်လိမ့်မယ်အဲ့ဒါကြောင့်သင်ဘယ်နေရာကိုရွေးမလဲဘယ်နေရာကိုရွေးမလဲလောတာကိုအရင်ဆုံး chance ပေးတယ်သင်လက်ဝဲဘက်ကိုသွားရစငါကလက်ရဘက်သွားမယ်သင်မသွားတဲ့လမ်းကိုငါသွားမယ်ငါတို့အတူတူခီးသွားလို့မရဘူး2026ခုနှစ်မှာလေဘုရားသခင်ကတင့်ကိုထားခဲ့စေချင်တဲ့အရာရှိတယ်ဆိုရင်သင်အဲ့ဒီအရာနဲ့ဆက်သွားလို့မဖြစ်ဘူးအဲ့ဒီအရာနဲ့ဆက်သွားတယ်ဆိုရင်သင်ရဲ့အသက်တာထဲမှာသင်မလိုချင်တဲ့ရလဒ်တွေမလိုချင်တဲ့အဖြေတွေမလိုချင်တဲ့အရာတွေနဲ့အကျိုးအဆက်တွေနဲ့သင်ဆက်ပြီးတော့သွားဖို့ရတဲ့ဘုရားသခင်ကအလိုမရှိဘူးသင်ဒီယာကိုလောတာကိုခွာရမှာဖြစ်တယ်လောတာနဲ့မခွာဘူးဆိုရင်ဆက်ပြီးတော့ဖြစ်လာမယ့်ပြဿနာကပိုပြီးတော့ကြီးတယ်အဲဒါကြောင့်လောတာသင်ပင်နေရာကိုရွေးမလဲလောတာကမျောကြည့်ပြီးတော့ယော်ဒန်မြစ်နဲ့အဲ့ဒီဘက်မှာတောတုံနဲ့ဂေါမောရာခြိုင်ဝိုင်းအဲ့ဒီခြိုင်ဝိုင်းကိုကြည့်တဲ့အခါမှာအမတာမလှတယ်ဟိုးစိမ့်လန်းဆိုပြနေတယ်လူမျက်စိနဲ့ကြည့်တဲ့အခါမှာအဲ့ဒီနေရာကိုသူရွေးတယ်အာဗြဟံကတော့လောတာမရွေးတဲ့ဖက်ချမ်းကိုသူရွေးတယ်ဒါပေမဲ့လူအနေနဲ့ကြည့်တယ်ဆိုရင်ကောင်းမယ်ထင်တဲ့အရာလူအနေနဲ့ကြည့်မယ်ဆိုရင်အစင်ပြေမယ်ထင်တဲ့အရာကိုလောတာကရွေးပေမဲ့သူ့ရဲ့အသက်တာမှာသူ့ရဲ့ရွေးချယ်မှုကသူ့ကိုဆုံးရှုံးစေတယ်သူ့ရဲ့ရွေးချယ်မှုကတောတုံနဲ့ဂေါမောရာဆိုကဘုရားသခင်မနှစ်သက်တော့ဘုရားသခင်ရဲ့အလေဒီနှုတ်ပတ်တော်ထဲမှာဆိုသူရွေးချယ်သောနေရာကတဲ့တောတုံဂေါမောရာမြို့ကိုသူရွေးချယ်သောနေရာကဒီအပြစ်နဲ့ပြည့်သောနေရာဖြစ်တယ်တဲ့ဆိုတဲ့အရာကိုလည်းကျွန်တော်တွေ့ရတယ်အခန်းငယ်73မှာဆိုရင်တောတုံမြို့သားတို့ဒီသိုးသောသူထာဝရဘုရားရှိ၌အလိုအပြစ်များသောသူတွေဖြစ်တယ်ဆိုပြီးတော့ဒီမှာဖော်ပြထားတယ်သူရွေးချယ်ထားတဲ့အရာကဟာအင်မတန်မှတာယာအင်မတန်မှပျော်ရွှင်စရာကောင်းတယ်လို့ပြောပေမဲ့သူ့ရဲ့ရွေးချယ်မှုအဓိကအဖြစ်သူ့ရဲ့မျက်စိနဲ့လူမျက်စိနဲ့ဇာတိမျက်စိနဲ့သူရွေးချယ်တဲ့အရာကမှားယွင်းသောအရာဆုံးရှုံးသောအရာဖြစ်စေတာကိုကျွန်တော်တွေ့ရတယ်ဒီကျွန်တော်တမန်ကျမ်းစာမှာတုတ်တန်
ကျန်ဒီတော့ကျွန်တော်မပေးထားတုတ်တန်ကျန်အခန်းကြီး14အခန်းငယ်7မှာကြည့်တယ်ဆိုရင်ကျွန်တော်ရင်းနှီးပြီးသားကျမ်းပိုက်ဖြစ်ပါတယ်လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအဆုံး၌သေခြင်းတို့ပို့တော်လမ်းတစ်မျိုးရှိတယ်ကျွန်တော်တို့တင်းရဲ့အသက်တာထဲမှာအတူတွန်တွဲသွားလို့မရတဲ့အရာခွာပြီးတော့အတင်သွားရမယ်အရာရှိတယ်ဆိုရင်တဲ့အနေနဲ့ဟာဒီနေရာကိုတော့ထားခဲ့ဖို့ရအရာနှမျောတယ်လို့တင်စဉ်းစားတဲ့အရာရှိတယ်ဒါပေမဲ့အဲ့ဒီအရာကဖျားသခင်ကမနစ်သက်သောအရာဖြစ်တယ်ဆိုရင်ထားခဲ့ရေးနိုင်ဖို့ရတဲ့ဖျားရှင်ကောင်းချီးပေးပါစေအဲ့ဒီအရာနဲ့တင်ခရီးဆက်သွားလို့ကိုမရဘူးပြောချင်တယ်အဲ့ဒီအရာနဲ့တင်ဆက်သွားတယ်ဆိုရင်တင်ရဲ့အသက်တာထဲမှာတင်မလို့ချင်သောရလက်ကိုတင်ရရှိကြုံတွေ့ရလိမ့်မယ်အဲ့ဒါကြောင့်ဘုရားသခင်ကလောတနဲ့အာဗြဟံကိုခွာပေးတာဖြစ်တယ်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး2အခန်းငယ်16 19ကျော်ဖတ်ရအောင်ရှင်ယောဟန်ဩဝါဒစာပထမဆောင်အခန်းကြီး2အခန်းငယ်16နဲ့19အတူတကွဖတ်ရအောင်လောက၌ရှိသမျှသောအရာတည်းဟုသောကိုယ်ကာယတတ်မဲ့ခြင်းမျက်စိတတ်မဲ့ခြင်းလောကီစည်းစိမ်၌ဝါကြွားခြင်းတို့သည်ခမည်းတော်နှင့်မဆက်ဆိုင်လောကနှင့်သာဆက်ဆိုင်ကြ၏လောကနှင့်လောကီတတ်မဲ့ခြင်းသည်ရွေသွားကွယ်ပြောက်တတ်၏ဖျားသခင်၏အလိုတော်နှင့်အညီကျင့်တော်သူမူကားနေစာထာဝရတည်ဟာလေလုယာအဲဒါကြောင့်ဒီမှာပြောလဲလောက၌ရှိသမျှသောအရာတည်းဟုသောကိုယ်ကာယတတ်မဲ့ခြင်းဒီနေရာမှာအဓိကကျွန် highlight လုပ်ချင်တာကတော့ဗာလဲဆိုမျက်စိတတ်မဲ့ခြင်းလောတကဘာဖြစ်လို့ယော်ဒန်ဂျိုင်ဝမ်ကိုရွေးတယ်လဲစဉ်းစားချင်းရိုးရိုးလေးပဲသူမြင်တဲ့အရာသူကြည့်လိုက်တဲ့အခါမှာဟာအင်မတန်မှစိမ့်လန်းတယ်အင်မတန်မှဆိုပြအင်မတန်မှနေဖွယ်ကောင်းသောနေရာဖြစ်တယ်ဆိုပြီးလူအနေနဲ့စဉ်းစားပြီးတော့သူဆုံးဖြတ်တာဖြစ်တယ်ဒီနေရာမှာဘုရားသခင်ကကျွန်တော်ဒီမှာရှိတဲ့သူအရောက်စီတိုင်းကိုဘာစကားပြောတယ်လဲဆိုဘုရားသခင်မနစ်သက်သောအရာတနည်းအားဖြင့်ပြောမစင်မျက်စိတတ်မဲ့ခြင်းကျွန်တော်မျက်လုံးကလေမျက်စိတတ်မဲ့သောအရာကကျွန်တော်အထူးသဖြင့်လူငယ်တွေမှာဆိုရင်ပိုများတယ်လူတိုင်းမှာရှိတယ်ကလေးငယ်တွေကျွန်တော်ဒီလိုအပ်သောအရာထက်ကျွန်တော်ဒီလိုအပ်သောအရာထက်ပိုလာပြီဆိုတာတတ်မှတ်တယ်လို့ကျွန်တော်ပြောလို့ရတယ်ကျွန်တော်မျက်စိအစာကျွေးတယ်ဆိုတာကျွန်တော်စကားလုံးရှိတယ်နော်မျက်စိအစာကိုဘယ်နေရာမှာကျွေးလေးရှိလဲကိုဘယ်မှာရှိတဲ့ငယ်ချင်းများဖြေတော့မဖြေခိုင်းနဲ့နော်ရတယ်ဖြေပေါ်သွားမှာဆိုလို့မျက်စိအစာကိုဘယ်မှာကျွေးလေးရှိလဲလို့ပဲမေးချင်တော့သူဖြေပါစေစိတ်ထဲမှာအချို့မျက်စိအစာကျွေးတာမတူကြဘူးနော်အချို့ကြတော့ဒီ shopping mall တွေမှာပေါ့နော်ဟာသွားပြီးတော့တနေရာမှာ coffee တောက်တလို့လို့နဲ့ပေါ့နော်တနေရာမှာထိုင်ပြီးတော့မျက်စိအစာကျွေးနေတဲ့သူလည်းရှိတတ်တာပြောရနော်အချို့ကကိုတယောက်တည်းဖုန်းလေးကိုကြည့်ပြီးတော့ခြေနဲ့နေတခါမှမတွေ့ဘူးတဲ့မင်းသားပေါ့နော်ကြည့်တော့လည်းဘာမှသိတာမဟုတ်နော်ကွာကြည့်ပြီးတော့ခြေနဲ့အချို့တော့သူတွေကရန်နာမေချင်ဘောလုံးသမားတွေအရန်သဘောချတဲ့သူတွေလည်းရှိတယ်ဆိုတော့ကျွန်တော်တို့မျက်စိတတ်မှတ်ခြင်းဒီအရာကကျွန်တော်တို့ကိုဆွဲချစေတယ်ဆိုတဲ့အရာကိုဒီနေ့လူငယ်တွေကိုစင်ခေါ်ခြင်းနဲ့ပြောပြခြင်းနဲ့ဘာလို့ဆိုလောတရဲ့အသက်တာသူ့ရဲ့ရွေးချယ်မှုမှားတာကအခြားကြောင့်မဟုတ်ဘူးသူ့ရဲ့မျက်စိအမြင်နဲ့မျက်စိကြည့်တဲ့အရာနဲ့ဒီနေရာကနေချင်းစပွဲကောင်းတယ်ဒါပေမဲ့အဲ့ဒီနောက်ကွယ်မှာအဲ့ဒီတောတော်မြို့မှာရှိတဲ့သူတွေကဖျားမနစ်သက်တဲ့သူတွေဖျားရဲ့ရှေ့မှာအပြစ်များသောသူတွေဖြစ်တယ်တဲ့အဲ့ဒီအပြစ်များသောအရာကိုမမြင်မင်းနဲ့ဒီနေရာကနေချင်းစပွဲကောင်းတယ်ဒီနေရာကတော့အဲ့ဒီအရာကကျွန်တော်တို့နားလေဖို့ကသင်ကလိုအပ်တာထက်သင်ရဲ့အချိန်ကိုသင်ရဲ့မျက်စိတက်မဲ့ခြင်းအဖြစ်သင်အချိန်ကုန်လာပြီဆိုရင်သင်ကိုအမြဲတမ်း break out လိုက်ပါဖ
ဘာလို့ဆိုဒီအရာကစာတန်လှည့်ဖြားတာဖြစ်တယ်စာတန်လိမ်လေတာဖြစ်တယ်ဒီအရာကိုငါခွာချမှဖြစ်မယ်ခွာရဲဆိုတာကကျွန်တော်သူနဲ့ခွာတာလည်းဖြစ်တယ်ကိုယ့်ရဲ့အတ္တတဲ့ကနေခွာချတာလည်းဖြစ်နိုင်တယ်ဘုရားသခင်ကတင့်ကိုဘယ်လိုဖြစ်စေခြင်းတလဲကဘာဦးကျမ်းထဲမှာကြည့်တယ်ဆိုရင်လည်းကျွန်တော်ကဘာဦးကျမ်းခန်းကြီး3မှာဘုရားသခင်ကမှားထားတယ်ဥယျာဉ်အဲ့လေမှာကောင်းမကောင်းတိကျွမ်းရာအပင်ကိုမစားနဲ့ဒါပေမဲ့စာတမန်ကလာပြီးတော့ဧဝစီမှာဘုရားသခင်ကတကယ်ပဲအဲ့လိုပြောသလားဘုရားရဲ့စကားကိုတန်တရားဖြစ်စေတယ်အဲ့ဒီအသီးကိုကြည့်ဖို့ရတဲ့စာတမန်ကသူ့ကိုအမျိုးမျိုးလှည့်ဖြားတယ်အမျိုးမျိုးသွေးဆောင်တယ်အဲ့ဒီအချိန်မှာဧဝကဘာပြောတယ်လဲဆိုဥယျာဉ်အလယ်၌ရှိသောအပင်ဤအသီးကိုကသင်တို့သည်မကင်မစားပဲနေကြလောသို့မဟုတ်တေမီဟုဘုရားသခင်အမိန့်တော်ရှိ၏ဟုမွေအားဆို၏ကပ္ပဦးကျမ်းခန်းကြီး3အခန်းငယ်3ကနေစဖတ်တာဖြစ်တယ်မွေကလည်းသင်တို့သည်တဲ့ဧကအမှန်တေရမည်မဟုတ်တဲ့ဧကမှန်တေရမယ်လို့ပြောတဲ့အရာအဲ့ဒါလေးကိုစာတမန်ကနည်းနည်းလေးပဲထည့်လိုက်တာမဟုတ်ဥမာဖြစ်လူငယ်တွေနားလဲအောင်ပြောမယ်ဆလေးတောက်တာမကောင်းဘူးဆလေးတောက်တာဘာလဲကျမရေးထိခိုက်နေကျမရေးထိခိုက်ဥမာပြောပြနော်နားလဲအောင်ကျမရေးထိခိုက်စေတယ်ဆိုတာမဟုတ်ကျမရေးထိခိုက်စေမည်မဟုတ်တင်းရဲ့အတ္တကိုဒီအရာကဆွေးချမယ်ဘုရားသခင်တင်းရဲ့အတ္တဝိညာဉ်ရေးအတင်ကြဆင်းသွားနိုင်တယ်စာတမန်ကဘာလေးထည့်လိုက်တာလဲမဟုတ်ဒီအရာကိုကျွန်တော်နားလေတော့သူဖြစ်ဖို့ရတဲ့အရေးကြီးတယ်။ဘာပြောတယ်လဲအကြောင်းမူကားထိုအသီးကိုစားတော့နေတဲ့သင်တို့မျက်စိပွင့်လင်းမယ်။ကောင်းမကောင်းကိုသိပြီးတော့ဘုရားသခင်ကဲ့သို့ဖြစ်လက်တန်။စာတမန်ရဲ့လှည့်ဖြားခြင်းကဘုရားသခင်ကဲ့သို့ဖြစ်လက်တန်တဲ့။အဲ့လိုပြောတဲ့အခါမှာထိုအပေဤအမလာပြီမျက်စိတက်မဲ့ခြင်းအဲ့ဒီကိုကြည့်တဲ့အခါမှာဘာပြောလဲအတူတကွဖတ်ရအောင်ထိုအပင်သည်ဘာဖြစ်လဲစားဖွယ်ကောင်းခြင်းအစင်းလဲလှခြင်းပညာတိုးပွားစေလိုသောငါနှစ်သက်ဖွယ်သောအပင်ဖြစ်ခြင်းကိုမိမသည်မြင်လေထိုအသီးကိုယူ၍စား၏ဟုတ်ပြီအရှိဟာလေးတစ်ချက်ပြပေးပါဘာပြောတယ်လဲစားဖွယ်ကောင်းခြင်းကိုယ့်ရဲ့မျက်စိကနေပြီးတော့ကြည့်တဲ့အရာတွေပြန်စဉ်းစားကြည့်လိုက်နော်ဟာဒီဟာကတော့တော်တော်စားလို့ကောင်းပါပဲဒီဟာကတော့ဝေးလိုက်တအားချင်တတ်မှာပဲဒီဟာလေးကတော့ဟာဆိုပြီးတော့စဉ်းစားတယ်အစင်းလဲလှခြင်းတဲ့လှတယ်ကွာမိုက်တယ်ကွာပြီးရင်မဖြစ်လဲပညာတိုးပွားမယ်ဟာဒီဟာလေးစားလိုက်တယ်ဆိုတော့ငါဘ ഹു တုတပို့တိုးမယ်ငါဒါလေးစမ်းကြည့်လိုက်တယ်ဆိုတော့ငါမသိတဲ့အရာတွေလဲပို့ပြီးတော့သိလာမယ်အချို့သောလူငယ်တွေရှိတယ်မလားပို့ပြီးတော့စမ်းချင်တဲ့သူတွေဟာဒါလေးလုံးမှပဲပို့ပြီးတော့ပညာတိုးမလို့လို့အဲ့ဒါကစာတန်လိမ်ညာတာဖြစ်တယ်မကောင်းတဲ့အရာကိုဘုရားသခင်ကမလုပ်နဲ့ဆိုရင်မလုပ်ဖို့ပဲဖြစ်တယ်ခွာဆိုရင်ခွာဖို့ပဲဖြစ်တယ်ဘာလို့လဲဆိုဘုရားသခင်ကတတ်တွကြီးမားသောအချမ်းစီရှိတယ်ဘုရားသခင်ကတင့်ကိုပို့ဆောင်မဲ့ကြီးမားသောအချမ်းစီထဲမှာတင့်ကိုပို့ဆောင်ခြင်းတဲ့အခါမှာအဲ့ဒီအရာကိုမရောက်ဖို့ရတဲ့စာတမန်ကတင့်ရဲ့ကျွန်တော်ရဲ့မျက်စိတက်မဲ့ခြင်းနဲ့ကျွန်တော်ကိုတွေးဆောင်တယ်ဧဝကိုလည်းပြောလဲအဲ့ဒီအပင်ကိုစားကြည့်လို့အရင်တော့ကလည်းသူနေ့တိုင်းတွေ့နေကြပါပဲနေ့တိုင်းကြုံနေကြပါပဲဒါပေမဲ့စာတမန်ရဲ့တွေးဆောင်ခြင်းကိုနားယောင်တဲ့အခါမှာအရင်ထက်ပိုပြီးတော့စားလို့ကောင်းတယ်လို့အရင်ထက်ပိုပြီးတော့လှတယ်လို့အဲ့ဒါကြောင့်ကျွန်တော်ပြောချင်တယ်ဒါလူငယ်တွေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာမျက်စိတက်မှတ်ခြင်းနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာအဖြစ်ကရှိနေမှာပဲအဲ့ဒီအရာကိုမကြည့်ဖို့ရတဲ့ရှောင်ဖို့ရတဲ့ဘုရားသခင်အလိုရှိတယ်အစားပိုင်းမှာတော့ခက်ခဲလက်ခက်ခဲမယ်ဒါပေမဲ့တင်နာခြင်းစွာနဲ့တင်ဆုံးဖြတ်တဲ့အရာလဲတင့်အတွက်ကောင်းကျိုးဖြစ်စေခြင်းနဲ့ဖြစ်ရင်ဘုရားသခင်ကတင်းရဲ့ဘဝအတွက်ကြီးမားသောအချမ်းစီထဲမှာပို့ဆောင်ဖို့ဖြစ်တယ်ဆိုရင်
ခွာရတော့သူဖြစ်ရအောင်ဘာလို့လဲဆိုတော့အဲ့ဒီအမခွာဘူးဆိုရင်အာဗြဟံလောတာနဲ့တူနေမယ်ဆိုရင်ကျွန်တွေဆက်ပြီးတော့ရံဖြစ်နေအောင်မယ်ဆက်ပြီးတော့တွေးထွက်တန်ယိုတွေဖြစ်မယ်မကောင်းသောအရာတွေဆက်ပြီးတော့ဖြစ်မယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာလည်းဘုရားသခင်ကအလိုမရှိသောအရာကိုခွာရတော့သူတွေဖြစ်ကြရအောင်ကျွန်တော်ရဲ့နှလုံးသားထဲမှာဘုရားသခင်ကထည့်ပေးထားသောအရာကကျွန်ဒီလူမီဒီကားပါလေခရစ်တော်၌ရှိလေအသစ်သောတရဝါဖြစ်တယ်ဟောင်းသောအရာတို့သည်ပြောင်းလဲတယ်ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်တယ်ကျွန်တော်ရဲ့အသက်တာကိုဘုရားသခင်ကအသစ်သောကောင်းချီးမင်္ဂလာအသစ်သောဗိသိက်အသစ်သောယူပါယုံအသစ်သောပန်းနိုင်တဲ့ပို့ဆောင်ခြင်းသောဘုရားသခင်ဖြစ်တယ်အဲ့ဒီအချိန်မှာကျွန်တော်ရဲ့ဟောင်းသောအရာတိဟုသောလောတကိုခွာပြီးမှပဲကျွန်တော်ဆက်ပြီးတော့သွားရအောင်ဒီနေ့မှာအဲ့ဒီအရာလောတနဲ့သူခီးသွားတာလည်းဘာဖြစ်လဲဆိုပြီးတော့စဉ်းစားနေတယ်ဆိုရင်လောတနဲ့ခီးသွားတာဘာဖြစ်လဲသူလည်းငါအတူပဲအဲ့လိုမပြောဘဲနဲ့သူနဲ့ခွာပြီးမှဘုရားသခင်ကသူ့အတွက်ကောင်းချီးမင်္ဂလာဆက်လက်ပြီးတော့စကားပြောတယ်ဆိုတဲ့အရာကိုကြိုတွေ့ရတယ်နံပါတ်1ကတော့မျက်စိတက်မဲ့ခြင်းကိုကျွန်တော်တို့ခွာချဖို့ရအတွက်ဖြစ်တယ်ခွာဖို့ရအတွက်ဖြစ်တယ်နံပါတ်2ယောမအခန်းကြီး7အခန်းငယ်2ကိုကျွန်တော်ဖတ်ချင်ပါတယ်သင်တို့သည်လောကီပုံတိုင်းကိုမဆောင်ကြနဲ့ကောင်းမြတ်သောအရာနှစ်သက်ဖွယ်သောအရာစုံလင်သောအရာတည်းဟုသောဘုရားသခင်အလိုတော်ရှိသောအရာသည်အဘယ်အရာဖြစ်သည်ကိုသင်နိုင်မည်အကြောင်းစိတ်နှလုံးအသက်ပြည့်စေ၍ပုံတံပြောင်းလဲခြင်းသို့ရောက်ကြလောနံပါတ်1ကပါလဲဆိုစိတ်နှလုံးအသက်ပြုပြင်ခြင်းလောကီပုံတိုင်းကိုမဆောင်ကြနဲ့တဲ့စိတ်နှလုံးအသက်ပြုပြင်ရအောင်ကျွန်တော်ရဲ့2026ခုနှစ်မှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကျွန်တော်မျှော်လင့်တဲ့ပုံစံလဲကျွန်တော်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကငါ့ကိုဘာစကားပြောမလဲဒီကတော့ငါသိပြီးသားဆရာဒီချမ်းပိုက်ဖတ်မယ်ဆိုတော့ဒီဟာပြောမယ်ဆိုတော့ငါသိပြီးသားဆိုတဲ့နှလုံးသားမျိုးနဲ့မဖတ်ဘဲနဲ့ဘုရားသခင်ကတင့်ကိုအသက်သောအရာကိုပြင်ဆင်ပေးမဲ့ဘုရားသခင်ဖြစ်တယ်အသက်သောယူပါယုံကိုပေးမဲ့ဘုရားသခင်ဖြစ်တယ်အသက်သောပန်းနိုင်တဲ့ဘုရားသခင်ကတင့်ကိုပို့ဆောင်မဲ့2026ခုနှစ်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်နှလုံးသားများကိုလည်းပြင်ဆင်ကြရအောင်လောကီပုံသဏ္ဍာန်ကိုမဆောင်ကြနဲ့တဲ့ဘုရားသခင်နှစ်သက်သောအရာကဘယ်အရာဖြစ်တယ်ဆိုတော့ကျွန်တော်သင်ပြီးတော့ဘုရားသခင်အလိုတော်ရှိသောအရာကဘယ်အရာဖြစ်မလဲတနည်းအားဖြင့်ပြောမစင်အသွင်သင်ခံသောနှလုံးသားအသက်ပြုပြင်သောနှလုံးသားရှင်လုကာအခန်းကြီး9ထဲမှာလဲနှုတ်ကပတ်တော်ထဲမှာပြောတဲ့အရာရှိအပေါ်မှာတော့အဝတ်ဟောင်းကိုအဝတ်တစ်နဲ့ဆက်ပြီးတော့မချုပ်ရဘူးဆိုတဲ့အရာကိုပြောပြီးတဲ့နောက်ပိုင်းမှာပြော၎င်းနည်းတူတဲ့ဟောင်းသောတရေဘူး၌အသစ်သောစပြည့်ရည်ကိုထည့်လေမရှိတဲ့ထို့သောထည့်တယ်ဆိုရင်အသစ်သောစပြည့်ရည်သည်တရေဘူးကိုစုပ်ခွဲသဖြင့်စပြည့်ရည်သည်တရေဘူးကိုစုပ်ခွဲသဖြင့်စပြည့်ရည်သည်ယို၍တရေဘူးလည်းပျက်စီးတယ်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကအမြဲတမ်းလက်ဆက်သောနှုတ်ကပတ်တော်ဖြစ်တယ်အမြဲတမ်းတစ်လွင်သောနှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်ဘယ်လိုနားလည်အောင်ပြောချင်လဲဆိုဘုရားသခင်ရဲ့နှုတ်ကပတ်တော်ဒီဖန်ဆင်းခြင်းတကူနဲ့ပြည့်သောနှုတ်ကပတ်တော်ဖြစ်တယ်တိုးပွားခြင်းနဲ့ပြည့်သောနှုတ်ကပတ်တော်ဖြစ်တယ်ဒီအရာကိုလေကျွန်တော်နှလုံးသားထဲမှာခံယူတဲ့အခါမှာအဲ့ဒီစပြည့်ရဘူးဟောင်းနဲ့ခံယူတယ်ဆိုရင်အဲ့ဒီစပြည့်ရရဲ့သဘောတဘာဝကဘာလဲဆိုတော့အဲ့ဒီစပြည့်ရမှာလေစပြည့်ရအစ်စ်မှာ तू ကဒီစပြည့်ရအစ်စ်မှာ तू ကဟောပါလေအဲ့ဒီဘာလဲပွားတယ်လို့ပဲခေါ်မလားသူ့ရဲ့စပြည့်ရရဲ့အာနိသင်ကြောင့်ပေါ့နော်ဒီဆွဲဆက်တဲ့အရာရှိတယ်အဲ့ဒီအရာကစပြည့်ရဘူးဟောင်းတွေကဘာလဲဆိုတော့ तू ကရဘာလူမျိုးဆိုအကုန်လုံးချက်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဒီစပြည့်ရဘူးစပြည့်အသစ်ထည့်တယ်ဆိုအဲ့ဒီစပြည့်ရဲ့ pressure ပေါ့နော်အဲ့ဒီ pressure လာတဲ့အခါမှာဘူးဟောင်းကမခံနိုင်တဲ့အတွက်ကြောင့်စပြည့်ရောဘူးရောနှစ်ခုစလုံးပျက်စီးတာဖြစ်တယ်တဲ့စပြည့်အသစ်ကိုဘူးအသစ်မှာထည့်တယ်ဆိုရင်အဲ့ဒီစပြည့်ရဲ့ pressure စပြည့်ရဲ့အာနိသင်နဲ့အတူအဲ့လိုပွားလာတဲ့အခါမှာဓမို့ချက်လာတဲ့အခါမှာအဲ့ဒီစပြည့်ဘူးအသစ်ကသွားတော့ချက်နိုင်တဲ့ဆွမ်းအဲ့ဒီဘာလဲသူရဲ့ဂုံတက်တိရှိတဲ့အတွက်ကြောင့်ဒီချဲတဲ့ခါမှာလဲစပြည့်တစ်ထဲတဲ့ခါမှာလဲဘာမှပြဿနာမရှိဘူးဘူးတစ်စပြည့်ရတဲ့နဲ့
အစဉ်ဖြစ်တယ်အဲ့ဒါကြောင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကတိုးပွားသောတကူနဲ့ပြည့်စုံသောနှုတ်ကပတ်တော်ဖြစ်တယ်ဖန်ဆင်းခြင်းနဲ့ပြည့်စုံသောနှုတ်ကပတ်တော်ဖြစ်တယ်သင်ရဲ့အနာဂတ်ကိုအသက်ပြုပြင်ခြင်းနဲ့သင်ရဲ့အသက်တာကိုလမ်းသစ်ကိုပြင်ဆင်ပေးမဲ့နှုတ်ကပတ်တော်ဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်ရဲ့နှလုံးသားကိုလည်းအသက်ပြင်ဆင်ကြရအောင်ဘုရားသခင်ကကျွန်တော်ကိုစကားပြောတဲ့အရာတိုင်းကိုလက်ခံနိုင်သောနှလုံးသားဖြစ်ဖို့ရာအတွက်အရေးကြီးတယ်။ဘုရားသခင်နှုတ်ကပတ်တော်ကိုယုံကြည်နိုင်သောနှလုံးသားဖြစ်ဖို့ရာအတွက်အရေးကြီးတယ်။အဲ့ဒီယုံကြည်ခြင်းအပြည့်ရှိသောယုံကြည်ခြင်းနဲ့ဘုရားသခင်နှုတ်ကပတ်တော်ကိုမျှော်လင့်သောသူတွေရဲ့အသက်တာမှာဘုရားသခင်နှုတ်ကပတ်တော်ကြီးထွားစေခြင်းတလောက်ကျွန်တော်ရဲ့အသက်တာမှာပြည့်စုံခြင်းကိုမြင်လာမှာဖြစ်တယ်။ဟာလေလုယာ။လက်ခုပ်တီးပြီးတော့ဘုရားသခင်ကိုချီးမွမ်းရအောင်။ဟာလေလုယာ။ဟာလေလုယာ။ကျွန်တော်ရဲ့အသက်တာထဲမှာဘုရားသခင်ကတင့်ကိုအလွန်ကောင်းချီးပေးခြင်းနဲ့ဒီနေရာမှာပဲသင်ရှိတဲ့အခြေအနေမှာပဲရက်တန့်စေခြင်းတော့ဘုရားသခင်မဟုတ်ဘူးနှုတ်ကပတ်တော်ဒီသင်စီမှာရောက်လာတဲ့အခါမှာအဲ့ဒီနှုတ်ကပတ်တော်ဒီဘုရားသခင်စေခိုင်းတော့အမှုကိုပြုလိမ့်မယ်။ဥပမာဖြစ်ချမ်းသာခြင်းနဲ့ပတ်သက်တော့နှုတ်ကပတ်တော်ရောက်လာပြီဆိုရင်သင်ရဲ့အသက်တာထဲမှာချမ်းသာခြင်းတကယ်ရောက်ရှိလာမယ်နှုတ်ကပတ်တော်ဖြစ်တဲ့အတွက်ကြောင့်သင်ရဲ့အသက်တာထဲမှာဘုရားသခင်ကငါ့ကိုချမ်းသာခြင်းပေးနိုင်တော့ဘုရားသခင်ဖြစ်တယ်။အိုးနှုတ်ကပတ်တော်ကိုငါယုံကြည်တယ်ဆိုတဲ့နှလုံးသားနဲ့ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုယုံကြည်လက်ခံတော့ပြည့်စုံသောသူတွေဖြစ်ဖို့ရတဲ့အရေးကြီးတယ်။ကျွန်တော်ရဲ့နှလုံးသားအကြံစီကျွန်တော်ရဲ့အတွေးခေါ်တွေအကန့်အသတ်ဘောင်ထဲမှာမထားကြပါစို့နဲ့။ဘာလို့လဲဆိုတော့ကျွန်တော်တင်းရဲ့အသက်တာကန့်သတ်နေသူရဲ့ဘုရားသခင်ရဲ့အကန့်အသတ်မဲ့သောကောင်းချီးမင်္ဂလာဘုရားသခင်အကန့်အသတ်မဲ့သောဖြစ်ခြင်းကိုကျွန်တော်မြင်တွေ့ရမှာမဟုတ်ဘူး။အဲဒါကြောင့်ဒီရှမာရိအမျိုးသမီးနဲ့ယေရှုနဲ့ယေဒွေနာမှာတွေ့တဲ့အခါမှာရှမာရိအမျိုးသမီးကတော့သူ့ရဲ့အသက်တာသူ့ရဲ့အမြင်အမတမကန်တတ်တယ်ဆိုတော့ကိုကျွန်တော်တွေ့ရတယ်။ဘာပြောတယ်လဲဆိုတော့ယေရှုကမြို့သမီးတဲ့ငါ့ကိုရေတောက်ဖို့ပေးပါတဲ့ရေတွင်းနားမှာသူတို့တွေ့တဲ့အခါမှာဟာသင်ကယူဒလူဖြစ်ပြီးတော့ဘာလို့ငါတို့ရှမာရိလူမျိုးကိုဘာဖြစ်လို့ရေတောင်းတယ်လဲဒီရေကိုတောက်တော့သူကနောက်တစ်ဖန်ရေငတ်လိမ့်မယ်ငါပေးသောရေကိုတောက်တဲ့သူတွေကရေငတ်ခြင်းနဲ့အစဉ်ကင်းလွတ်လိမ့်မယ်အချိန်မှာအဲ့ဒီအမျိုးသမီးစဉ်းစားနိုင်တာကရေဆိုရင်ဒီတွင်တွေကဒီယာကုပ်ရေတွင်တွေကရေပဲသူကန်တတ်တယ်ဒါပေမဲ့ယေရှုပြောတာကထိုအရာထက်လေးနဲ့တယ်ယေရှုပြောတာကဘာလဲဆိုတော့သူကိုယ်တိုင်ကကယ်တင်ရှင်ဖြစ်တယ်သူကိုယ်တိုင်ကသူ့ကိုကယ်တင်မဲ့သူဖြစ်တယ်ဒီရေကိုတောက်တဲ့သူတွေကနောက်တစ်ခါရေငတ်လိမ့်မယ်ငါပေးသောရေကိုတောက်တော်သူသည်ရေငတ်ခြင်းနဲ့အစင်မပြတ်ကင်းလွတ်လိမ့်မယ်ငါပေးသောရေသည်ထိုသူ၌ထာဝရအသက်ရှင်ခြင်းလုံးကထွက်သောဆိုင်းရဖြစ်လိမ့်မယ်ဆိုပြီးတော့သူပြောတယ်သူနားမလည်နိုင်သေးဘူးသူရဲ့တတ်တာကအိုးဘုရားသခင်ရဲ့အချမ်းစီကျွန်တော်ရဲ့အသက်တာထဲမှာကြီးမားသောအချမ်းစီကိုကျွန်တော်ယုံကြည်လက်ခံနိုင်သောနားလည်နိုင်တော့သူဖြစ်ပေါ်ရတဲ့အရေးကြီးကိုယ်ကိုယ်ချင်းနဲ့ပတ်သက်ပြီးတော့လဲသူဆက်ပြီးတော့ဗာပြောလဲအိုးငါတို့ကယေရုရှလင်မြို့မှာတောင်ပေါ်မှာတော့ပြီးတော့ကိုယ်ကိုယ်ချတယ်မဟုတ်လားဒါပေမဲ့ယေရှုကဗာပြောလဲဆိုထိုကဲ့သို့ကိုယ်ကိုယ်ပေါ်ရတဲ့မလိုတဲ့အချိန်ရောက်လာပြီလူတိုင်းဘုရားသခင်ကိုနာဝိငင်နဲ့၎င်းတစ္ဆာနဲ့၎င်းကိုယ်ကိုယ်ရမယ့်အချိန်ယခုရောက်လာပြီဘယ်လိုဖြစ်နိုင်မလဲဆက်ပြီး conversation တွေအဲ့ဒီနှစ်ယောက်ယေရှုနဲ့ရှမာရိအမျိုးသမီးကြားမှာသွားရင်နောက်ဆုံးတော့ပြောတယ်လေဆိုတော့အော်သူ့ရဲ့အခြေအနေကိုသူပြောပြတယ်အဲ့ဒါဆိုရင်ကိုရပေးတဲ့ယေရှုပါလေကျမလေးတောက်ချင်တယ်ကျမကိုလည်းတိုက်ပါအောင်အဲ့ဒါဆိုရင်သင်ရဲ့ယောက်ျားကိုအရင်တော့ခေါ်တယ်ကျမမှယောက်ျားမရှိဘူးသင်ပြောတာမှန်တယ်ဒါပေမဲ့ယခုလက်ရှိသင်နဲ့အတူနေတဲ့ယောက်ျားဒီလေသင်ရဲ့ယောက်ျားမဟုတ်ဘူးအဲ့လောက်သူလှုပ်ဝက်စွာအသက်ရှင်နေဒါမှမဟုတ်ရင်ပတ်ဝန်းကျင်မှာယောက်ျားတယောက်မက၄ယောက်မကရှိတော့အဲ့ဒီအမျိုးသမီးရဲ့အသက်တာကိုယေရှုကလူတွေရှေ့မှာမဟုတ်နဲ့သူ့ကိုပြောပြတဲ့အခါမှာအိုးငါရဲ့အကြောင်းကိုသိတာနောက်ဆုံးတော့သူပါလဲဆိုငါကမေရှိယဖြစ်တယ်လို့ပြောတဲ့အခါမှာအိုးမေရှိယသူလက်ခံသွားတယ်ဖခင်သခင်ကလေကျွန်တော်ကိုစကားပြောတဲ့အခါမှာကောင်းချီးပေးတဲ့အခါမှာကျွန်တော်ကိုအပြစ်တင်မဲ့ဖခင်သခင်မဟုတ်ဘူးလူပုံအလယ်မှာတင့်ကိုအရှက်ခွဲမဲ့ဖခင်သခင်မဟုတ်ဘူးဖခင်သခင်ကတင့်ရဲ့အသက်တာကိုပြုပြင်ခြင်းတော်ဖခင်သခင်ဖြစ်တယ်တင့်ရဲ့အသက်တာကိုကောင်းချီးပေးခြင်းတော်ဖခင်သခင်ဖြစ်တယ်တင့်ရဲ့
ရည်ရွယ်ချက်သင်ရဲ့အသက်တာပန်းနိုင်ကိုလည်းပြောင်းစေခြင်းတော့ဘုရားသခင်ဖြစ်တယ်ကျွန်တော်ဘာကိုဆိုလိုတယ်လဲဆိုတော့အဲ့ဒီရှမာရိအမျိုးသမီးကသူရေတွင်းကိုရေခတ်ဖို့ရအတွက်လာတဲ့အခါမှာသူများတွေမနဲ့ဆိုးဆိုးဒါမှမဟုတ်ညနေခင်းမှာရေခတ်တဲ့အချိန်မှာတော့မလာဘူးလူတွေရှေ့မှာသူကရှက်လို့လည်းဖြစ်နိုင်တယ်သူကဘယ်သူမှရေမခတ်တဲ့အချိန်နေခင်းချောင်းတောင်မှာရေခတ်ဖို့ရအတွက်သွားတယ်သူရဲ့ရည်ရွယ်ချက်ကပါလေရေခတ်မယ်ရေခတ်ပြီးရင်ပြန်လာမယ်အိမ်မှာသူအဲ့ဒီရေသူလိုအပ်သောအရာတွေထမင်းချက်ဖို့တောက်တုံးဖို့ရအတွက်ရေခတ်ဖို့ရအတွက်သူရေတွင်းနားကိုသွားတာဖြစ်တယ်ဒါပေမဲ့ရေတွင်းနားမှာယေရှုနဲ့တွေ့တဲ့အခါမှာရေတွင်းနားမှာယေရှုနဲ့တွေ့တဲ့အခါမှာသူ့ရဲ့အတွေးခေါ်ဟောင်းတယ်သူဖြစ်ခြင်းတဲ့အရာတွေသူစဉ်းစားခဲ့တဲ့အရာတွေရဲ့အပြင်ဘက်မှာအဲ့ဒီအရာတွေထားခဲ့ပြီးတော့အိုးယေရှုကမေရှိယဖြစ်တယ်ငါတွေ့တော့သူကမေရှိယဖြစ်တယ်ဆိုတော့သူသိတဲ့အခါမှာသူအလာတုန်းကတော့ရေခတ်ဖို့ရအတွက်လာတယ်ပြန်တဲ့အခါမှာသူပြန်တဲ့ရည်ရွယ်ချက်ပန်းနိုင်မတူတော့သူဘလို့အနေနဲ့ပြန်တယ်လေထိုမိမတည်တဲ့ယောဟန်အခန်းကြီးလေအခန်းငယ်28 29မှာထိုမိမတည်ရေအိုးကိုထားခဲ့၍မြို့ထဲသို့သွားပြီးလေအကျွန်ုပ်ပြုတ်ဘူးသမျှကိုအမှုရာတို့ကိုထုတ်ဖော်တော်သူသည်လာ၍ချိကြမှာထိုသူသည်ခရစ်တော်မှန်လိမ့်မည်ဟုလူများတို့ကပြောဆိုတယ်သူကသွားတဲ့အပြန်အခြေအနေမတူတော့တင်ဒီနေရာမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်တင်ကြားပြီးတဲ့အခါမှာဘုရားသခင်ကတင့်ကိုခွာစေခြင်းသောအရာကိုခွာတယ်သင်ရဲ့အတွေးခေါ်ဟောင်းတွေကတ်သက်ထားသောအရာတွေကိုသင်ခွာပြီးတော့သင်ပြန်တဲ့အခါမှာသင်လာတော့ကတော့ဟောငါဒီနေရာကိုလာတဲ့အချိန်မှာကျွန်တော်တို့မိမတော်စနေနေ့ UIC စင်ကိုလာတယ်ဒါပေမဲ့ဒီနှုတ်ကပတ်တော်အဖြစ်တင့်ကိုဘုရားသခင်ကအသက်တော်ပါနိုင်တယ်အိုးတင့်ကိုစကားပြောမဲ့ဘုရားသခင်ဖြစ်တယ်အသက်တော်ပါနိုင်ပေးနိုင်တော့ဘုရားသခင်ဖြစ်တယ်တင့်ကိုစကားပြောပြီးဒီ2026ခုနှစ်မှာတင့်အားဖြင့်ပြုမဲ့ကြီးမားသောအမှုကိုလည်းပြုစေမဲ့ဘုရားသခင်ဖြစ်ပါတယ်ဟာလေလုယာကျွန်တော်ရဲ့အသက်တာထဲမှာလိုအပ်တာကတော့ဘာလဲဆိုတော့လောတာနဲ့ခွာဖို့အရေးကြီးတယ်လောတာနဲ့အတူနေတဲ့ရွေးကတော့ကျွန်တော်ရဲ့အသက်တာထဲမှာပန်းနိုင်ကိုကျွန်တော်ရောက်ရှိမှာမဟုတ်ဘူးအဲဒါကြောင့်ဘုရားသခင်ကချုပ်ကိုဘာလို့ရှိတယ်လဲဘုရားသခင်ကကျွန်တော်ရဲ့အသက်တာထဲမှာသူနဲ့တာ၍တူတော်သူနဲ့တာ၍ပုံတရံတူတော်သူရဲ့စိတ်နှလုံးကိုရတော်သူဘာလို့လဲဆိုတော့သူ့ထိုင်ကနေပြီးစီစဉ်လာမယ်ဘိသိက်တယ်ကျွန်တော်ရဲ့အနာဂတ်ကိုပြောင်းလဲစေမှာဖြစ်တယ်သူ့ထိုင်ကနေပြီးရရှိလာမယ်နှုတ်ကပတ်တော်ဒီကျွန်တော်ရဲ့အသက်တာကိုရှင်းလင်းစေမှာဖြစ်တယ်ပြောင်းလဲစေမှာဖြစ်တယ်အဲဒါကြောင့်ဒီအဆုံးသက်ပိုင်းအနေနဲ့ကျွန်တော်ပြောချင်တယ်လဲဆိုတော့ယေရှုကိုစာတမန်နဲ့ကနေပြီးတော့သူရက်ပေါင်း40အစာရှောင်တဲ့အချိန်မှာစာတမန်နဲ့ကနေပြီးတော့သူ့ကိုစုံစမ်းတယ်သူပိုက်စာနေတာကိုလည်းသူသိတဲ့အခါမှာမုံကိုဒီချောက်ကိုမုံဖြစ်စေပါစားပါလို့ပြောတဲ့အခါမှာဖျားသားတော်မှန်တယ်ဆိုရင်ဒါပေမဲ့ယေရှုကစာတန်ကိုဘာပြောတယ်လဲဆိုတော့လူဒီမုံအဖြစ်တာအသက်ရှင်တာမဟုတ်ဘူးဖျားသခင်ရဲ့မိတ်တော်မူသမျှအဖြစ်အသက်ရှင်ရတယ်ဆိုတော့ကျွန်တော်ရဲ့အသက်တာထဲမှာဖျားသခင်ကကျွန်တော်ကိုကောင်းချီးပေးခြင်းတော်ဖျားသခင်ဒီနှစ်မှာ2026ခုနှစ်မှာဘာအားဖြင့်ကျွန်တော်ကိုအထူးသဖြင့်သွားစေခြင်းလဲဆိုတော့သူ့ရဲ့နှုတ်ကပတ်တော်အားဖြင့်သွားစေခြင်းတော်ဖျားသခင်ဖြစ်တယ်သူ့ရဲ့ဝိညာဉ်တော်လမ်းပြခြင်းအားဖြင့်သွားစေခြင်းတော်ဖျားသခင်ဖြစ်တယ်ဒီနေ့ဖျားသခင်ကဝိညာဉ်တော်အားဖြင့်ငါ့ကိုဖော်ပြမယ်ရာဝိညာဉ်တော်အားဖြင့်နှုတ်ကပတ်တော်ဖော်ပြမယ်ရာဒီအရာနဲ့ပဲငါသွားမယ်လို့ဆုံးဖြတ်ချရအောင်စာတမန်ရဲ့လှည့်ဖြားခြင်းစာတမန်ရဲ့မျက်စိတက်မှတ်ခြင်းကျွန်တော်စားဖွယ်ကောင်းခြင်းအစင်းလှခြင်းဟာဒါစားလိုက်တော့ငါပညာတိုးမှာပဲဆိုတဲ့အရာတွေကိုကျွန်တော်ထားခဲ့ပြီးတော့ဘုရားသခင်မိန့်တော်မူသမျှအဖြစ်သွားရအောင်ဆုံးမပါပြောလေစာတမန်ကမြင့်သောအရက်ကိုခေါ်ပြီးဒီနေရာကနေခုန်ချနေဆိုရင်ကောင်းကင်တမန်တွေကတင့်ရဲ့ခြေကိုကြောက်နဲ့မထိမခိုက်စေခြင်းကကောင်းကင်တမန်တွေကတင့်ကိုလက်နဲ့မဆချပြင်းချလိုက်မယ်လို့ပြောတဲ့အခါမှာယေရှုကပြောလေတင့်ရဲ့ဘုရားသခင်ကိုအဆုံးအစမပြုရဂျမ်းစာလာတယ်စာတမန်ကိုကျွန်တော်နိုင်တော့ဒီလန်ကပါလေဆိုနှုတ်ကပတ်တော်ကပြောတယ်နှုတ်ကပတ်တော်ကပြောတယ်နှုတ်ကပတ်တော်ကမကြိုက်ဘူးဘုရားသခင်ကမကြိုက်ဘူးတမန်တရားနဲ့မငြိဘူးဆိုပြီးတော့ကျွန်တော်
ဖျားသခင်နဲ့မဆိုင်တော့အရာလောကအရာခုနကျွန်တော်ဒီယောဟန်ပထမဆောင်ထဲမှာဖတ်တဲ့အရာလောကီနဲ့ဆိုင်တော့အရာကိုယ်ကာယတတ်မှတ်ခြင်းမျက်စိတတ်မှတ်ခြင်းဒီအရာတွေအားလုံးကိုကျွန်တော်ဖျားသခင်နှုတ်ကပတ်တော်အဖြစ်ကျွန်တော်ခွာတော်သူတွေဖြစ်ရအောင်ဟာလေလုယာနောက်ဆုံးအချက်မှာစာတန်ကလောကရဲ့စီးစိမ်တွေကိုယေရှုကိုပြတယ်ဒီတိုင်းနိုင်ငံရဲ့စီးစိမ်တွေကိုတော်ဒီငါ့ကိုပြတ်ဝတ်တယ်ဆိုရင်ယခုပြသမျှတို့ကိုတင့်ကုန်ငါပေးမယ်ယေရှုကပြောလေအချင်းစာတန်ငါနောက်တော့ဆုတ်လောဟာလေလုယာတင်ဤဖျားသခင်ထာဝရဖျားကိုကိုးကွယ်ရမည်ဟာလေလုယာလက်ခုပ်တူဖျားသခင်ကိုချီးမွမ်းရအောင်ကျွန်တော်ရဲ့အသက်တာထဲမှာလောကကဲ့သို့သောအရာကိုချုပ်ခွာရုံမျှမကချို့ဒီနောက်ဆုံးမှာအချင်းစာတန်ငါနောက်တော့ဆုတ်လောငါဒီထာဝရဘုရားကိုပဲကိုးကွယ်မယ်ငါရဲ့အသက်တာကိုပျက်စီးစေမယ့်မျက်စိတက်မှတ်ခြင်းလုံးဝခွာချပြီးတော့ဘုရားသခင်ကိုပဲကိုးကွယ်မယ်ဆိုပဲစက္ကပ်ပေါ်ရတဲ့အကောင်းဆုံးသောအချိန်ဖြစ်တယ်အဲ့လိုပြောပြီးတဲ့အခါမှာဆက်ပြီးတော့ပြောလေထိုအခါမာနသည်အထံတော်မှာထွက်သွား၍ကောင်းကင်တမန်တို့သည်ချင်းကပ်လျက်လှုပ်ကြွေးကြ၏သင်ရဲ့အသက်တာထဲမှာမာနကိုစီးတားတယ်တနည်းအားဖြင့်ပြောမယ်ဆိုလောတာနဲ့သင်ခွာပြီးဆိုရင်သင်တယောက်တည်းသွားရမှာမဟုတ်ဝိညာဉ်တော်ဘုရားကသင်နဲ့အထူသွားဖို့ရတဲ့တန်ရှင်သောဝိညာဉ်တော်ကသင်ကိုလမ်းပြဖို့ရတဲ့အစဉ်သင်ရှိသောဘုရားသခင်ဖြစ်တယ်ဟာလေလုယာ